ဘရမောင်များအားလုံးကိုလည်းဂုဏ်ပြုအပ်ပါတယ်ရှင်ကျမတို့ကျောင်းကအင်္ဂလိပ်စာကို exam ဖြေဆိုရုံနဲ့မကဘဲနဲ့နိုင်ငံတကာမှာတကယ်လိုအပ်တဲ့ skill တွေနဲ့အညီသင်ကြားပေးရတယ်ဒါကြောင့်မလို့ Cambridge နဲ့ Oxford International Curriculum တွေနဲ့သင်ကြားပြီးတော့ English for Skill အပြင်နိုင်ငံခြားဒီပလိုမာဝတ်ကြီးပေးရတာဖြစ်ပါတယ်ရှင်ကျမတို့ကျောင်းမှာ International Curriculum နဲ့ Maths Social Science အပြင်ကမှယခုအခါနိုင်ငံတကာမှာမရှိမဖြစ် skill တွေဖြစ်တဲ့ digital skill တွေကိုပါထည့်သွင်းပေးထားပါတယ်ရှင်ဒါကြောင့်မလို့အနာဂတ်ကိုပုံဖော်မဲ့ကျောင်းသားကျောင်းသူတွေအတွက်ဖွင့်ရေးမှုတွေရရှိတာဖြစ်ပါတယ်ရှင်ကျမတို့ကျောင်းကလူကြီးမှုရှိပြီးတော့စွမ်းရည်ပြေးဝတဲ့နိုင်ငံတကာအဆင့်မီတင်ရိုးတွေကိုသင်ကြားပြီးတော့ထက်မြက်တဲ့ကျောင်းသားကျောင်းသူတွေကိုဝန်ထုတ်ပေးနေတဲ့ဌာနဖြစ်ပါတယ်ရှင်ကျောင်းသားတွေရဲ့ပညာရေးအောင်မြင်မှုနဲ့နိုင်ငံတကာအခွင့်အလမ်းတွေနဲ့အသုံးချနိုင်တဲ့အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုနဲ့အညီဖွံ့ဖြိုးတိုးတက်စေဖို့အတွက်တာဝန်ယူသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ကျမတို့ကျောင်းက British Council နဲ့ချိတ်ဆက်ပြီးတော့ Cambridge University ကပေးရတဲ့ International Certificate ပေးရရင်တော့က Key Institute နဲ့ချိတ်ဆက်ပြီးတော့ကျမတို့ CTO Oxford College UK Diploma ဘွဲ့တွေပေးရပါတယ်ဒါအပြင် US ကနေချင်းမြင့်တဲ့ Degree ဘွဲ့တွေရရှိနိုင်အောင် Murray State University နဲ့လည်းချိတ်ဆက်ထားပါတယ်ရှင်ဒီနေ့ဆိုရင် GED International High School Diploma ဘွဲ့တွေပေးရနိုင်ဖြစ်ပါတယ်ရှင်အချိန်နဲ့နေရာအခက်အခဲမရှိရအောင် online ရော on campus မှာတက်ရောက်နိုင်အောင်စီစဉ်ထားပါတယ်ရှင်ထပ်ပြီးအသေးစိတ်သိရှိနေဆိုတော့ကျမတို့ရဲ့ English Channel ရတဲ့စင်နဲ့အသေးစိတ်လေ့လာနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်